ကျွန်တော်အိမ်မှာဒီလိုမျိုးကျွန်တော်အင်ဗာတာအဟောင်းနေရှိလို့ရှိရင်ကျွန်တော်ဒီလိုမျိုး Lipo 4တွဲဖို့တင်ကျွန်တော်အသုံးပြုလို့ရတယ်ဆိုတော့တစ်ခုရှိတာကတော့ဒီလိုမျိုးအင်ဗာတာတွေမှာ original ပါတဲ့ဒီ charger ပေါ့နော်ဒါ AC နဲ့အားပြန်သွင်းတဲ့ charger ပေါ့နော် charger ပါပြီးသား charger စနစ်ပါပြီးသားပေါ့နော်ဒါနဲ့တော့ကျွန်တော်သွင်းလို့မရဘူးဘာဖြစ်လဲဆိုတော့ဒီလိုမျိုးLipo 4 charger နဲ့ external charger နဲ့ပြန်သွင်းရတယ်ပေါ့နော်ဆိုတော့တွဲဆက်ပုံနည်းလေးကတော့ရှင်းပါတယ်ဆိုတော့ဒီ inverter ရဲ့အပေါင်းနှုတ်ကိုဒီ terminal မှာတက်ထားတယ်ဘက်ထရီရဲ့အပေါင်းနှုတ်ကျိုးလည်း terminal မှာတက်ထားတယ်charging ရဲ့အပေါင်းနှုတ်လည်းတက်ထားမယ်ပေါ့နော်ဆိုတော့ဒီအခုလက်ရှိကတော့ကျွန်တော်ဒီဘက်ထရီကိုကျွန်တော် charging သွင်းထားတယ်ပေါ့နော်ဆိုတော့ဒီမှာဘိုးလေးကတော့ကျွန်တော်73.4 volt ရှိတယ်ပေါ့နော်ဆိုတော့ဒီဟာလေးကိုကျွန်တော်လောက်တက်ဆန်းကြည့်မယ်ဆိုတော့ဒီမှာကျွန်တော် inverter လေးဖွင့်လိုက်မယ်ဆိုရင်ဘာဖွင့်ပြီးတော့ကျွန်တော်လက်ရှိခုပါတုံးတာဆိုမိချောင်းရဲ့ခဲကောက်ရဲ့ပေါ့နော်ဒီမှာတော့ကျွန်တော်ဟော့ကန်ပေါ့ဟော့ကန်ကတော့ကျွန်တော်ဒီမှာ300 watt ဟော့ကန်ပေါ့နော်ဒါလေးကျွန်တော်ပြီးဖွင့်ပြမယ်အခုလက်ရှိကကျွန်တော်9 ampere တော့ဆွဲတယ်ဒီမှာဆိုရင်9 ampere ပြရပေါ့နော်9 ampere မှာဖိုးရီကတော့မှာ73.3မှာငြိမ်နေတယ်ဆိုတော့ဒါလေးကိုကျွန်တော်လှုပ်ဆွဲကြည့်လိုက်မယ်ပေါ့နော်ဆိုတော့လှုပ်ဆွဲလိုက်တဲ့အနေအထားမှာကျွန်တော်24 ampere ထိတက်တယ်ပေါ့နော်24 ampere ဒီမှာဆိုတော့ ampere တက်လာတယ်ဒီမှာ AC ပဲဒါမျိုး inverter အဟောင်းနေနဲ့ကျွန်တော်ပြန်သုံးလို့ရတယ် charging စနစ်တော့မရဘူးပေါ့နော်ဆိုတော့ဘိုးလေးကလည်းဒီမှာကျွန်တော်73.2မှာငြိမ်နေတယ် AC ပဲ share လေးတွေကျွန်တော်လိုက်ဖို့တွဲဖို့စင်မီတာ share လေးတွေကျွန်တော်စီမှာရပါတယ်ဆိုတော့လောက်တက်လေးကိုဒါလည်းဘယ်လောက်ရလဲဆိုတော့စမ်းပြပေးမယ်ဆိုတော့ဒီဟာလေးတွေကတော့ကျွန်တော် customer order လေးတွေတော့ကျွန်တော်ဆင်နေရတာပေါ့နော်ဆိုတော့ဒီဘောဟာတော့ကျွန်တော် Lipo 4 charger အဲ့ဒါနဲ့ဒီဘက်ထရီကိုကျွန်တော်အားပြန်သွင်းလာတယ်ဆိုတော့အပေါင်းနှုတ်ပဲဆက်လိုက်အောင်ပဲဘာမှမခက်ဘူးဆိုတော့ဘက်ထရီလေးတွေကရှင်းတန့်နေဒီမှာကျွန်တော်ဘက်ထရီကိုပြမယ်ဘက်ထရီဟောင်းတာကားတာပိန်းတာရှိပေါ့နော်ဒီမှာလည်းကြည့်နေရတယ်ရှင်းပြီးပေါ့နော်ဆိုတော့ Lipo 4တွဲဖို့ဆင်ပြီးသားBMS တင်ပေါ့နော် BMS မှာလည်းကျွန်တော်ဒီမှာ balancer ပါတယ်ဒါဆိုရင် balancer 5 ampere balancer ပါတယ်ဆိုတော့ဒီဟာလေးတွေကျွန်တော်ဒီမှာဒီလိုဆင်ပြီးသားရပါတယ်ဆိုတော့အခုကျွန်တော်လောက်တက်လဲကျွန်တော်ဆန်းထားတယ်ပေါ့နော်အခုဆိုဒီမှာ23 ampere AC ပဲဆိုတော့ဘိုးတွေက12တောင်မရဘူးပေါ့နော် share ပဲ23